ရှင်လေးရောအခုကြောင်းတက်နေတာဘယ်နဲ့တက်တာတခြားဖွဲ့ပြီးချိတ်ရတာချိတ်ရတဲ့အခါမှာဒီစဉ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဝါးတွေဘာတွေကလည်းတိတ်ဟိုလိုပေါ့တေမပေးကြတော့ဘူးဒီငလင်တန်ကြောင့်လေအဝတ်တွေဘာတွေကလည်းတိတ်မအပ်တော့ဘူးအားကြောင့်လုပ်ငန်းတွေလည်းအခက်ခဲဖြစ်တာပေါ့ကျမတို့မြန်မာနိုင်ငံမှာဖွဲ့ဖွဲ့ရရဟင်းရှိတယ်ဒါပေမဲ့အခုရက်တွေငလင်လှုပ်ပြီးတဲ့နောက်ပိုင်းလုပ်ငန်းတွေလည်းအဆင်မပြေတော့ဟင်းနဲ့တောင်သမင်းမစားပါဘူးအသားဟင်းတွေဘာတွေနဲ့စားဖို့နေတာကြက်ဥကြော်နဲ့တောင်မှဒီရက်ပိုင်းတွင်ပုံမှန်မစားနိုင်ဘူးပေါ့နော်ကျမတို့အခက်ခဲဆုံးအချိန်တွေကတော့ကလေးကိုအဲ့လိုသားငါဟင်းချက်ကျွေးကြည့်မိမဲ့မေးတယောက်နေနဲ့ချက်မကျွေးနိုင်တော့စိတ်မကောင်းဖြစ်ရတယ်ဝဲချမ်းမှုအဲ့လိုလက်ထဲမှာတော့ငွေမရှိတဲ့အခါဒီငလင်းနံညောင်းပြိုသွားတဲ့အိမ်လေးတောင်မှဒီအိမ်သားနီးချင်းတွေကပြန်မတ်ပေးမယ်လို့ပြောတာတောင်မှကို့မှာလက်ဖေးမတိုက်နိုင်တော့မပြင်ရဘူးမပြင်နိုင်ဘူး